အမျိုးသားတယောက်ဟာတူးဖော်နေရင်လည်းစိန်တပရန်ကိုတွေ့ရှိခဲ့ပါတယ်ဂျိုဝီဟာဒါကသူ့ဘဝကိုလုံးဝပြောင်းလဲသွားစေတဲ့လောက်တဲ့ဒေါ်လာ10 သန်းကျော်တန်ကြေးရှိတဲ့ပန်းရောင်စိန်တပရန်ဆိုတာကိုချက်ချင်းသိလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတခြားအမျိုးသားတယောက်ကလည်းစိန်တပရန်ကိုတွေ့သွားပြီးသူ့ပါဇက်ထဲအမြန်ခွက်ထားလိုက်ပါတယ်ဒါပေမဲ့ကန်ဆိုးချိန်တော့အနီးနားကကြီးကြပ်ရေးမှုတယောက်ကမတန်စရာတစ်ခုခုကိုမြင်သွားခဲ့တယ်ကြီးကြပ်ရေးမှုကအနားလျှောက်လာပြီးစိန်ကိုပေးဖို့အမိန့်ပေးခဲ့တယ်အဲ့ဒီလူကပါဇက်ထဲကနေစိန်ကိုထွေးထုတ်ပြီးကြီးကြပ်ရေးမှုကိုပေးလိုက်တဲ့စက္ကန့်မှာပဲကြီးကြပ်ရေးမှုကသူ့ကိုတုံဆိုင်မနေပဲပြစ်တက်လိုက်ပါတယ်ကျန်တဲ့အလုပ်သမားတွေကတော့ကြောက်လန့်တကြားနဲ့အတန်တောင်မထွက်ရဲပဲငြိမ်သက်သွားကြတယ်ဂျိုဝီတယောက်သူ့စီကစိန်ကိုပေးလိုက်ရမလားမပေးရဘူးလားဆိုတာတွေ့ဝေနေတော့မှပဲအနီးနားကရေစုပ်ဆက်တစ်ခုရုတ်တရက်ပေါက်ကွဲသွားနေတယ်အဲ့ဒီရှုပ်ထွေးသွားတဲ့အခြေအနေကိုအခွင့်ကောင်းယူပြီးသူကအမြန်ဝက်ချကခြေချောင်းလေးတွေကြားတဲ့စိန်ကိုညှက်ပြီးဖုံးကွယ်လိုက်ပါတယ်ပြီးတော့အိမ်သာသွားချိန်အောင်ဆောင်ပြီးအသားလေးလက်ထွက်လာခဲ့တယ်ဒါပေမဲ့တိုက်မဝေးခင်မှာပဲကြီးကျယ်ပြီးမိုးကသူ့ကိုကားပြီးခန္ဓာကိုယ်အနက်သေးချရှာဖွေပါတော့တယ်လျှို့ဝှက်အကြံဆုံးနေရာတွေကိုတော့ချန်မထားခဲ့ပါဘူးကံကောင်းစွာနဲ့ပဲကြီးကျယ်ရေးမိုးကဘာမှရှာမတွေ့ခဲ့ပါဘူးဂျိုဝီလည်းရင်တတိတိတ်ခုံရင်းနဲ့ပဲဆက်ရှောင်လာခဲ့တယ်ဘေးကင်းသွားပြီလို့တေချာသွားတဲ့အခါခြေချောင်းတွေကြားကပန်းရောင်စိန်ကိုဂရုတစိုက်ပြန်ထုတ်ယူလိုက်ပါတယ်သူဒီလောက်ကြီးမားတဲ့စိန်မျိုးကိုတခါမှမမြင်ဘူးခဲ့ပါဘူးသူ့ဘောင်းဘီကနေအဝတ်စတစကိုဆွဲဖြဲပန်းရောင်စိန်ကိုတေးတေးချာချာထုတ်ပိုးပြီးဘယ်သူမှမသိနိုင်တဲ့နေရာတစ်ခုမှာမြောင်နှံမှုပြင်ဆင်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ကြောပြင်ကိုအေးဆက်ဆက်ဒနက်ဖြောင်းဝတစ်ခုလာထောက်တာကိုခံစားလိုက်ရတယ်ကြီးကြပ်ရေးမှုကသူ့ရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေခဲ့တာပါသူ့ဘဝတော့ဒီမှာတင်ပြီးဆုံးသွားပြီလို့ထင်လိုက်ပေမဲ့အဲ့ဒီခဏလေးမှာပဲမိုင်းတွင်းတစ်ခုလုံးကိုဒုံးချီတစ်စိမ်းကြားရောက်ပေါက်ကွဲသွားခဲ့တယ်ကြီးကြပ်ရေးမှုလည်းတတိလစ်ပြီးမြေကြီးပေါ်လဲကျသွားတယ်အစိုးရတပ်တွေကရုတ်တရက်ဝင်းရောက်တိုက်ခိုက်ခဲ့တာပါဂျိုဝီလည်းရှုပ်ထွေးနေတဲ့ကြားတွေကနေအသက်လူပြီးထွက်ပြေးခဲ့ရတယ်စိန်ကိုမြုပ်နှံလို့အပြစ်မှာပဲစစ်သားတွေကသူ့ကိုဖမ်းဆီးသွားခဲ့ပါတယ်နောက်ဆုံးမှာတော့ဂျိုဝီနဲ့တခြားကျွန်ပြုခံထားရတဲ့မိုင်းလုတ်သားတွေထောင်ချခံလိုက်ရတယ်သူလုံးဝမထင်မှတ်ထားတာကတော့အဲ့ဒီကြီးကြပ်ရေးမှုကအသက်ရှင်ရရှိနေပြီးထောင်ထဲကိုပါရောက်လာတာပါပဲလူအုပ်ထဲမှာဂျိုဝီကိုမြင်လိုက်တဲ့အခါကြီးကြပ်ရေးမှုကဒေါသထွက်လွန်းလို့ပောက်ကွဲမတာဖြစ်သွားတယ်ကြီးကြပ်ရေးမှုကဂျိုဝီဟာတန်ဖိုးမဖြတ်နိုင်တဲ့စိန်ကိုခိုးသွားတဲ့တခိုးဆိုပြီးအကျယ်ကြီးအော်ဟစ်ဆွဆွဲကဂျိုဝီစီကနေပန်းရောင်စိန်ကိုပြန်ယူပေးနိုင်တဲ့ဘသူ့ကိုမှဆိုဒေါ်လာ3 သိန်းစုချမယ်လို့ကန့်လန့်လိုက်ပါတယ်ဂျိုဝီကသူ့မှာအပြစ်မရှိကြောင်းတက်တည်ပြဖို့ဆုံးဖြတ်လိုက်ပါတယ်လူတွေအားလုံးရရှိမှတင်သူ့အဝတ်စားတွေအားလုံးကိုချွတ်ချလိုက်တယ်ပြီးတော့သူစိန်ဖွက်ထားတယ်ဆိုတဲ့အချက်ကိုဖုံးကွယ်ဖို့အတွက်ကြီးကြပ်ရေးမှုကသူ့ကိုမဟုတ်မမှန်ဆွဆွဲရပါမလားဆိုပြီးအတန့်ကျကျနဲ့ပြန်လေချေပါလိုက်ပါတယ်သူ့ရဲ့တရုပ်ဆောင်မှုကလူတစ်ယောက်ကလေးပြီးကြံတဲ့သူအားလုံးကိုလှည့်စားနိုင်ခဲ့ပါတယ်အဲ့ဒီလူကတော့နာမည်ကြီးမောင်ခိုသမားတစ်ယောက်ပါမောင်ခိုကူရဲ့စစ်စင်ရေးတစ်ခုမှာလီယွန်ဟာတိုးတကောင်ရဲ့ပိုက်ထဲမှာစိန်တွေကိုခွက်ပြီးသတင်းထောက်တစ်ယောက်အနေနဲ့ရုပ်ဖြတ်ကနေဇက်ကိုဖျက်ကျော်ဖို့စူးစမ်းခဲ့ဘူးလေဒါပေမဲ့နေကြားဆောင်တပ်တွေရဲ့တားဆီးတာကိုခံခဲ့ရပြီးတိုးထဲမှာခွက်ခံတဲ့စိန်တွေကိုပါမိသွားခဲ့တယ်နိုင်ငံတော်မောင်ခိုကူမှုနဲ့သက်ဆိုင်နေတာကြောင့်လီယွန်လည်းတီထောင်ကိုပဲအပုတ်ခံခဲ့ရတယ်စိန်အမြောက်အများဆုံးရှုံးသွားတဲ့အတွက်သူ့ရဲ့တတိယကတော့သူ့ကိုလွယ်လွယ်နဲ့ခွင့်လွှတ်ပေးမှာမဟုတ်ပါဘူးဒါကြောင့်လီယွန်အာမခံနဲ့လွတ်လိုက်အားတဲ့တိုင်နဲ့သူ့လူတွေကိုခိုင်းပြီးဂျိုဝီကိုပါအာမခံနဲ့ချက်ချင်းထုတ်ပေးလိုက်ပါတယ်ဘာလို့လဲဆိုတော့အခုသူ့အသက်ကိုကယ်တင်ပေးနိုင်တဲ့တခုတည်းသောအရာကအဲ့ဒီပန်းရောင်စိန်ပဲဖြစ်နေလို့ပါအခုတော့ဂျိုဝီဟာဒီလောဘကြီးတဲ့မှောင်ခိုသမားနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်ဂျိုဝီနောက်ထပ်ဘာဆက်လုပ်တဲ့လို့တင်ထင်ပါသလဲစိတ်လှုပ်ရှားစရာကောင်းတဲ့နောက်ထပ်အပိုင်းလေးကိုဆက်လက်ကြည့်စုကိုကျွန်တော်ကို follow လုပ်ထားလိုက်ပါ